ဒီနေ့တော့လေရွာတရွာလုံးကိုထဲလန့်တုံလုတ်စေခဲ့တဲ့ကျမဖွာရတန်တရာကြီးတစ်ခုအကြောင်းပြီးတော့ပဟေလီဆန်ဆန်လူပြောက်သွားတဲ့အမှုတစ်ခုအကြောင်းအသေးစိတ်ပြောပြသွားမှာပါစဉ်းစားကြည့်လေဒီစကားတစ်ခုနဲ့တင်ဒီဒန်ဒါရီတဲ့ကြောက်စရာကောင်းမုံကပေါ်လဲနေပြီကြားယုံတဲ့တင်ကြတိထစရာပဲနော်ကဲဇလိုင်းရဲ့အဓိကအချက်ချတွေကိုစားပြီးတော့ကြည့်လိုက်အောင်တစ်ဖက်မှာတစိတ်တကောက်ကိုကြောက်လန့်နေကြတဲ့ရွာတီရွာနောက်တစ်ဖက်မှာနာဂါဆိုတဲ့ကောင်မလေးတယောက်ပျောက်သွားတဲ့အမှုအဲ့ဒီနှစ်ခုကြားတဲ့ကိုအမှန်တရားရှာဖို့ရောက်လာခဲ့တဲ့ပုဂ္ဂလိကဆုံထောက်ကဲဒီအမှုမှာအဓိကပါဝင်ဖက်ဖက်နေတဲ့သူတွေကဘသူတွေလဲဆိုတော့အရင်ဆုံးပျောက်သွားတဲ့ကောင်မလေးနာဂါပေါ့ပြီးတော့သူ့ကိုအရန်ချစ်ပြီးလူတက်မှုလို့တန်တရားဝင်နေတဲ့သူ့အတော်မွန်ဘက်အမှုကိုဖြစ်ရှင်းမှုရောက်လာတဲ့ဆုံတော်ကင်းပြီးတော့ဒီအမှုကိုတိတ်အလေးမထားတဲ့ရွာသူကြီးနဲ့ရွာရဲ့အားကိုရာပြောကားဆရာတော်ပဲဖြစ်ပါတယ်ဆုံထောက်ကင်းရရောက်ချင်းတွေ့လိုက်ရတဲ့သေးလွန်စားတွေကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ဘာလို့လဲဆိုတော့ရွာသားတွေကတစေလက်ချက်နဲ့တပဖာပြိုးနေကြပေမဲ့တကယ်တွေ့ရတာကထူးဆန်းတဲ့ပန်းအိုးကွဲစားတွေနဲ့လူကိုမူးဝေစေအပင်စေတခုဒါကတဘာဝလုံးကိစ္စမှာပဲလူတွေရဲ့လက်ချက်ပါနေတယ်ဆိုတော့ကိုအရေးအမြတ်ပြနေတယ်လို့ပါပဲအဲ့ဒီမှာဒီအမှုကတစေတရေဆိုတဲ့ဘောင်တွေကနေထွက်ပြီးရွာတွေကလူတွေရဲ့ရှုပ်ထွေးဆက်ဆံရေးတွေဖုံးကွယ်ထားတဲ့လူ့ဖွဲ့ချက်တွေပဲကိုဥတီလာပါတော့တယ်တန်တရားရှိသူတွေကိုကြည်လိုက်တဲ့အခါတယောက်ချင်းစီမှာနာဂါကိုရှင်းပစ်ချင်းလောက်တဲ့အကြောင်းပြချက်ခိုင်းလုံးနေရှိနေတာကိုတွေ့ရတယ်။ဥပမာနာဂါရဲ့တိတ်ပုံချစ်သူတက်ချုံရင်ရွာသူကြီးသမီးနဲ့ဆစ်ဆက်ထားတာ။ဒါပေမဲ့နာဂါမှာသူ့နေရတဲ့ကိုယ်ဝင်ရှိနေပြီ။သူဆစ်ဆက်ထားတဲ့သူတူအတက်ကတော့ဒါကမနာလို့စရာ။သူ့အနာဂတ်ကိုချင်းချောက်မှုကြီးတစ်ခုပေါ့။သူ့အမေဗီဟောင်ကလည်းသမီးရဲ့ဂုဏ်သိက္ခာကိုကာကွယ်ချင်ပါပဲ။အော်စရာကောင်းတာကနာဂါဖေပါကလည်းဗီဟောင်နဲ့ခိုးကြောင်ခိုးဝတ်ချိနေတာကိုနာဂါကတီးထွားခဲ့တယ်။ဆိုတော့လူတိုင်းမှာလှုပ်ဝက်ချက်ကိုစီးနေပဲ။ဇလန်ကိုပို့ပြီးခေါင်းထားစရာဖြစ်သွားစေတာကနောက်ထပ်အဖြစ်ပြက်လေးတစ်ခုပါ။နာဂါမပြောက်ခင်တိမကြခင်မှာလမ်းမကြံညာရထားတဲ့သူခိုးတယောက်သူ့အိမ်ကိုဖောက်ဝင်သွားတယ်။ဒါပေမဲ့ထူးဆန်းတာကဘာပစ္စည်းမှမယူသွားမို့။ဒါဆို तू ကဘာလို့ဝင်တာလဲ။တယောက်ကခိုင်းလို့လား။ဒီလိုမိခုနေထွက်လာတာပေါ့။ကဲအဲ့ဒီလိုရှိုးထိတ်လိဖြစ်နေတော့မှာပဲရွှေရဲ့အမှုကပြီးသွားပြီလို့ထင်ရလောက်တဲ့အခြေအနေတခုဖြစ်လာတယ်။ဘာလို့လဲဆိုတော့အဓိကတန်တရားရှိသူတယောက်ကသူပဲတရားခံမလို့ဝန်ခံလိုက်လို့ပါပဲ။အဲ့ဒါကတော့ရွာသူကြီးသမီးသူ့ဝက်ပါ။သူဝန်ကနာကဒီလိုသူကနာဂကိုတောထဲမှာကိုဝင်ကိစ္စနဲ့ပတ်သက်ပြီးတွားတွေးပြီးရင်ဆိုင်ခဲ့တယ်။အဲ့ဒီမှာစကားတွေများပြီးမနာလိုစိတ်တွေနဲ့အရန်ပြင်းထန်ညာဖြစ်ကြရော။အဲ့ဒီချိန်မှာ तू ကနာဂကိုတွန်းလိုက်မိရဲ့။နာဂကကြောက်တုံးနဲ့ခေါင်းသားဆောင်ပြီးမလုံးတော့ဘူးတဲ့။သူလည်းအရန်ကြောက်ပြီးနာဂကိုအဲ့ဒီမှာပဲထားခဲ့ပြီးထွက်ပြေးလာခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။သူ့ဝန်ခံချက်အရာဆိုရင်အရာလုံးကရှင်းသွားတယ်လို့ပဲနော်။ဒါပေမဲ့တခုပဲအရန်အရေးကြီးတဲ့မင်းခွန်းတစ်ခုကြမ်းနေတယ်။တကယ်လို့သူ့အဲ့ကနာဂအလောင်းကိုအဲ့ဒီနေရာမှာထားခဲ့တယ်ဆိုရင်အလောင်းကဘယ်ရောက်သွားတာလဲ။အဲ့ဒီမေဟုံကနေစပြီးတော့အစောကဝန်ခံချက်ဆိုတာအမှန်တရားအစ်စ်အမှန်မဟုတ်ပဲသူ့နောက်ွယ်မှာပေါ်ပြီးနတ်နဲ့ပေါ်ပြီးကြောက်စရာကောင်းတဲ့ကြံစီမှုကြီးတစ်ခုရှိနေတယ်ဆိုတာထပ်ဖြည်းပေါ်လာပါတော့တယ်တကယ်အဖြစ်မှန်ရဲ့ပထမဆုံးတစ်စက္ကန့်တောထဲမှာတူဝဲနဲ့နာဂါကိုရန်ဖြစ်ပြီးချင်းမှာပဲတူဝဲရဲ့ email ပြီးဟောင်းကအခင်းခစ်တဲ့နေရာကိုရောက်လာခဲ့တယ်ဆိုတာပါပဲအဲ့မှာတင်အရင်ကထူးဆန်းတယ်လို့ထင်ခဲ့ရတဲ့သူကိုကိစ္စကရှင်းဟောရောဗီဟောင်ကသူကိုတုံကိုငှားခဲ့တာကပစ္စည်းခိုးဖို့မဟုတ်ဘူးတတိလင်းနေတဲ့နာဂါကိုအပိတိုင်ရှင်းပစ်ဖို့ပါပဲဒါပေမဲ့ဇလန်ကဒီမာတီမပြီးသေးဘူးရနောက်ထပ်အလက်အပြောင်ခုကထုံကနာဂါကိုမတတ်ခဲ့ဘူးသူ့ငားတဲ့ဘီဟောင်မတိအောင်လွှတ်ဝဲနေရာတစ်ခုမှသွားပြီးဖမ်းချုပ်ထားခဲ့တယ်ဘာလို့လဲဆိုတော့တုံးရဲ့အကြံကပိုပြီးတော့ကောက်ချစ်စင်းလဲတယ်သူကနာဂါကိုမတတ်ပဲအရှင်ထားပြီးဗီဟောင်ကိုပြန်ပြီးငွေအများကြီးညှစ်ဖို့ကြံစီခဲ့တာပါနောက်ဆုံးတော့အားလုံးအထွတ်ထိပ်ကိုရောက်လာရောစုံတော့ကင်းတဲ့မုန်းတော်ကဘီဟောင်နဲ့တုံလိုရွက်ဝဲတွေ့ဆုံတဲ့နေရာကိုနောက်ကနေလိုက်သွားတယ်အဲ့မှာသူတို့ငွေညက်တဲ့အစီအစဉ်ရောဘီဟောင်ကနာဂါကိုကိုယ်တိုင်တပ်ပစ်တော့မယ်ဆိုတဲ့အကြောင်းရောအကုန်ကြားသွားတယ်ပြီးတော့ကင်းကတုံနဲ့မုန်းကဘီဟောင်နဲ့အတီးတီရင်ဆိုင်တိုက်ခိုက်ပြီးတော့နာဂါကိုအသက်ရှင်လဲအခြေမိခဲ့တဲ့နိုင်ခဲ့ပါတယ်ကဲလူတွေရဲ့ကြံစီမှုတွေလူ့အချက်တွေတော့အားလုံးပေါ်သွားပြီဒါပေမဲ့အဖြေရှာမရသေးတဲ့နောက်ဆုံးပဟေလီတစ်ခုကြံနေသေးတယ်အဲ့ဒါကစုံထောက်ကင်းကိုယ်တိုင်မြဝထင်းထင်းမြင်ခဲ့ရတယ်ဆိုတဲ့ခုံးပြက်တိစေးကတကယ်တော့ဘာကြီးလဲဒီမေခွန်းရဲ့အဖြေကဘယောဂဆရာရဲ့အကာအကွယ်ဆေးရည်ဆိုတာနဲ့သွားပြီးဆက်ဆက်နေတာအဲ့ဒီဆေးရည်ကိုရွာသားတိုင်းကတဆေရန်ကကာကွယ်ဖို့တောက်ကြတယ်စုံထောက်ကန်ကိုတောင်မှမွန်းကစေတနာနဲ့သူ့အစားစားတဲ့ထဲတိုက်ခဲ့တယ်
ဒါပေမဲ့အဓိကတတိထားမိဖို့လိုတဲ့အချက်ကမွန်းကိုယ်တိုင်ကတော့အဲ့ဒီစီရီကိုတစ်ခါမှမတောက်ခဲ့ဘူးဆိုတာပါပဲဒီမှာပဲဒီဆက်လန်တစ်ခုလုံးရဲ့အသေးရစရာအကောင်ဆုံးထိတ်လန့်စရာအကောင်ဆုံးအမှန်တရားကြီးပေါ်လာပါတယ်အဲ့ဒီစီရီကအခါအကြဲအတွက်လုံးဝမဟုတ်ဘူးတကယ်တော့အစွမ်းထက်လုံးတဲ့ထင်ယောင်ထင်မှာဖြစ်စေတဲ့စေတမျိုးဖြစ်နေကြတာပါဆိုလိုတာကရွာလုံးကိုစနစ်တကျအစိတ်ခတ်နေကြတာပဲဒါကြောင့်ရွာကို6ချစေခဲ့တဲ့ခေါင်းပြတ်တစီဒဏ္ဍာရီဆိုတာတကယ်တော့လက်စားချေချင်းစိတ်ပြင်းပြနေတဲ့ဘယောဂဆရာတယောက်ကရွာသားတွေတို့အစိတ်ခတ်ပြီးတစင်းမြင်အောင်လောင်ဖန်တီးထားတဲ့ကြောက်စရာကောင်းတဲ့အဖြစ်မှန်တစ်ခုကိုဖုံးကွယ်ထားတဲ့မင်းသားဖုံးတစ်ခုပါပဲသူဘာလို့ဒီလိုလုပ်ရတာလဲဆိုတော့သူ့ရဲ့ရည်ရွယ်ချက်ကလွန်ခဲ့တဲ့နှစ်30ကလေးကစခဲ့တာအဲဒီတော့ကသူမိသားစုဝင်စလေးအလုံးကိုဒီရွာသားတွေကလူအများရှိမှခေါင်းဖြတ်တတ်ခဲ့ကြတယ်ကလေးရွယ်သူတယောက်ပဲလွတ်မြောက်ခဲ့တာအဲဒီနောက်မှာသူကအစိတ်ပညာတွေကိုကျွမ်းကျင်အောင်သင်နှစ်ပေါင်းများစွာကြာတော့ဘီယောဂဆရာဖြစ်တဲ့ဒီရွာကိုပြန်ရောက်လာပြီးသူမိသားစုကိုတတ်ခဲ့တဲ့သူတွေကိုတယောက်ပြီးတယောက်တရှင်းတဲ့နာတွေကိုအကားအကွယ်ယူပြီးလက်စားချစ်ခဲ့တာပါဒါမဲ့အဆုံးမှာတော့ဒီတဏှာယာကြီးတစ်ခုလုံးကိုဖန်တီးခဲ့တဲ့တကယ်ကွင်းဆက်လူသက်သမားအစ်စ်ကတော့လွန်မြောက်သွားခဲ့ပါတယ်ဒီကျွန်တော်တို့ကတော့တီးလိုက်ရတဲ့အဓိကအချက်ကတော့ဒါပါပဲတကယ်တော့မှအကြောက်စရာအကောင်းဆုံးအရာတွေဆိုတာတဘာဝလုံးတဏှာယာတွေမှနေထွက်လာတော့မဟုတ်ပါဘူးလူသားတွေရဲ့နှလုံးသားတွေမှာနည်းနည်းရှင်းရှင်းအမဲတွယ်နေတဲ့လက်စားချေလို့စိတ်တွေကနေပဲမွေးဖွားလာတဲ့ဆိုတာပါပဲ